အေးစေးပါမိနစ်20ပဲကြာလိုက်တယ်ကောက်သားရုပ်ဟမ်ကဲအကုန်မီးရှို့လိုက်မြန်လေးမီးရှို့သားမြန်လေးမီးရှို့ပြီးရှစ်ရှို့မီးကြီးပါတဲ့ကောင်နဲ့အကုန်ရှို့ကဲဒါမကွေးတိုင်းကကျွန်တော်တို့စလင်းစီတုတ်ကလမ်းပေါ်မှာရှိတဲ့18မိုင်တက်စခန်းကိုကျွန်တော်တို့ PDF အဖွဲ့တွေမီးရှို့ဖျက်ဆီးလိုက်ပါပြီစခန်းသိမ်းအောင်လိုက်ပါပြီနော်ဓမ္မဗီဒီယိုရိုက်နေကိုလူတော့အေးစေးဟဲ့တုံမန်းနေနေခေါ်တုံမန်းနေတဲ့โอเคအကုန်ပါတယ်မြိုင်နေသားတယ်ပင်လယ်ဘူးသားတယ်ရေကြကြသားတယ်မြိုင်နေသားတယ်ကွာအကုန်ပြီးရှုံးတော့တိုက်ဆုံးမယ်ရတယ်ဆုံးမယ်အေးယူခဲ့သားရှင်းပြီအေးဟဲ့နေပစ္စည်းတွေမှဒီမှာအကုန်မြန်ဆုံးမယ်အင်ပါတာတွေယူဒီပစ္စည်းတော့ထားတော့ရှင်းနေရပဲဟဲ့ဟိုဘက်ကဂရုတ်ချင်းနေမှာငါတို့လည်းတေချာပြန်ကြည့်လိုက်အောင်တော့မင်းတို့ဟွာတွေရှာနေတယ်ဗျာအဲ့မှာအိတ်တွေယူအဲ့ဘာကားလေးတွေကြည့်လိုက်ရှိတော့ဟိုကဘုံကိုချီပေါက်တွေပါပြန်ကြာနေမှာဆိုလို့ဟုတ်ခုနကအဲ့မှာချီပေါက်တော့ရှိတယ်နော်တော်ပြီတမ်းမှုပါရင်းစက်လေးကကန်တကန်ဟိုထိတဲ့ကောင်ကန်ရောကြာနေကြတယ်ဘယ်နားလေးမှာကြာရဲလဲထိတဲ့နားမှာကြာပြီကျွန်တော်ဟိုနားမှာကြာနေကြတယ်ကျွန်တော်တို့ကလည်းလို့ဆင်းမယ်လို့မသိတော့ဘူးဟဲ့မင်းတို့ကောင်အဲ့ဒါတွေဂိမ်းဆိုင်ရမှာကွာငါတို့လက်ဂိမ်းမဆိုင်နိုင်ဘူးဟုတ်ပြီအားလုံး easy မိနစ်20ပဲကြာလိုက်တယ်မိနစ်20တိတ်ထားတဲ့ဟာလေးတို့အောင်မင်းမူတာလေးတို့ပါမိနစ်20ပဲကြာတယ်မိနစ်20အေးစေးညနေသားတွေကွာမစင်းနဲ့ဘာမှမဖြစ်ဟုတ်ကဲ့ဆမ်းမရထိထားလိုက်ကိုကြီးတို့ပြည့်ချလို့ရတယ်ခါပြတာတော့မထင်ဘူးလို့ရှုံရေးတယ်ပေါ့ဒီကိုလိုက်အောင်ချုံမယ်နော်ဘာမှမဖြစ်ဘူးနော်ဘာမှမဖြစ်ဘူးမကြောက်နဲ့လိမ့်ရှူလေးလို့ရတယ်ကျွန်တော်ခင်ဗျားတို့လုံခြုံသွားပြီဘာမှမဖြစ်တော့ဟုတ်ကဲ့အာကြီးလုံခြုံသွားပြီဆက်မိုင်ပေးတာသားကြီးဟိုခင်ဗျားတို့လေဟိုခင်ဗျားလည်းခက်နေခရဘူးမင်းသားလေးမှာတယောက်ကိုဘယ်လောက်စီအောင်မှန်းတော့ဦးကြီးနော်